နှင်းတောင်ပေါ်မှာလူ9ယောက်တွေးစရာကောင်းအောင်တေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှန်လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကရုရှားနိုင်ငံရဲ့အေးဆက်လာတဲ့နှင်းတောင်ပေါ်မှာကျွမ်းကျင်တောင်တက်သမား9ယောက်ဟာသူတို့ရဲ့တဲတွေကိုအထက်ကနေဓာတ်နဲ့လိဖြတ်ပြီးအဝတ်စားဗလာနက်တီနဲ့ကြောက်လန့်တကြားထွက်ပြေးခဲ့ကြတဲ့ထိတ်လန့်စရာဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်ဒါကတော့ယနေ့အထိကမ္ဘာအစမ်းကျယ်ဆုံးဂမီရာပဟေနီအဖြစ်ကြံရင့်နေတဲ့ဒီရက်လော့တောင်ကြားလန်းကဖြစ်ရပ်မှန်ဇလန်းပဲဖြစ်ပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်သွားတဲ့အခါတောင်တက်သမားတွေရဲ့ရုပ်လောင်းတွေကိုတဲနဲ့ခလန်းလန်းနှင်းတော်ထဲမှာပြန့်ကျဲပြီးရှာဖွေတွေ့ရှိခဲ့ရပါတယ်။စမ်းကြယ်တာကသူတို့ရဲ့ရုပ်အလောင်းအချို့မှာအပြင်ပန်းတန်ရာလုံးဝမရှိဘဲခန္ဓာကိုယ်အတွင်းပိုင်းအယိုးတွေကြေမွနေတာရှားနဲ့မျက်လုံးတွေပျောက်ဆုံးနေတာအပြင်သူတို့ဝတ်ဆင်ထားတဲ့အဝတ်စားတွေမှာပုံမှန်မဟုတ်တဲ့ရေဒီယိုတက်တိကြောက်မှုတွေမြင့်မားနေတာကိုတွေ့ရှိခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေကနှင်းပြိုတာတော်ရိုင်းတိရစ္ဆာန်ကြိုက်တာလို့အမျိုးမျိုးအဖြေရှာခဲ့ကြပေမဲ့ပဲအရာကသူတို့ကိုတဲထဲကနေညဝတ်အင်ဂျီလေးတွေနဲ့တင်အသက်လူထွက်ပြေးအောင်ခြောက်လန့်ခဲ့လဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ကြပါဘူး။တောကုန်းမြေရဲ့အေးဆက်လာတဲ့စီးနှင်းတွေအောက်မှာတွေးစရာကောင်းတဲ့ဒဏ်ရာတွေနဲ့အသက်ပြောက်ခဲ့ရတဲ့ဒီတောင်တက်သမား9ယောက်ရဲ့တေဆုံးမှုဟာလူသားတွေမသိနိုင်တဲ့တဘာဝလုံးဝိညာဉ်ဆိုးတွေကြောင့်လားဒါမှမဟုတ်လှုပ်ဝက်ဆန်းကျယ်တဲ့တဘာဝတရားရဲ့ဆွမ်းအားကြောင့်လားဆိုတာကတော့ယနေ့အထိအဖြေရှာမရနိုင်ပဲအဲ့ဒီနှင်းတောင်တန်းကြီးပေါ်မှာပဲအေးခဲငြိမ်သက်စွာပဟေလိဖြစ်နေစေဖြစ်ပါတယ်။